ရာဒီပိတ်ရက်လည်းနီးလာပြီဆိုတော့ဘူဆန်ကိုလာနေကြမဲ့သူတွေရှိလားဟဲဝနယ်ကန်းကြီးမှာရှိတဲ့ဘူဆန် 8 the sky 100မှာတက်ကြည့်ရင်ဘူဆန်မြို့ရဲ့အလှကိုမြင်ရမှာဖြစ်တဲ့အပြင်ဟဲဝနယ်ကန်းကြီးရဲ့စီးဗျူးကိုအပေါ်စီးကနေမြင်ရမှာဖြစ်ပါတယ်ဒီဆောက်အဦကြီးကထပ်ပေါင်း100ရှိပြီးတော့ဘူဆန်မြို့ရဲ့အမြင့်ဆုံးအဆောက်အဦတစ်ခုလည်းဖြစ်ပါတယ်အထဲမှာဘာတွေရှိမလဲဆိုတော့ကျွန်တော်တို့အတူတက်ကြည့်ရအောင်ဗျာဒီတိုက်ပေါ်တက်မယ်ဆိုရင်တော့အလကားတော့မရပါဘူးလက်မှတ်ဖြတ်ရပြီးတော့လက်မှတ်ဖိုးကတော့26,000ဝန်းဖြစ်ပါတယ်ကျွန်တော်ကတော့ Rose နဲ့ပေါ်ဆုံးထပ်မှာချိန်ထားတာပါတက်လီကအဝင်မှာပဲ Rose ကသချင်းလေးနဲ့စီးကြည့်ပါတယ်တက်လီကမြန်ချက်ကတော့အထက်100ဝန်းမှာ28စက္ကန့်ပဲကြာပါတယ်ပေါ်ဆုံးတက်ကိုရောက်လာပါပြီပေါ်ဆုံးတက်ကနေမြင်ရတဲ့မြင်ကွင်းကတော့အရန်ကိုမိုက်ပါတယ်ဒီတိုက်ကြီးကဘူဆန်မြို့ရဲ့အမြင့်ဆုံးအဆောက်အဦတွေမဟုတ်ပါဘူးကိုရီးယားနိုင်ငံရဲ့ဒုတိယအမြင့်ဆုံးအဆောက်အဦတစ်ခုလည်းဖြစ်ပါတယ်ဒီအဆောက်အဦကိုကိုရီးယားနိုင်ငံရဲ့ကမ္ဘာလေခီးသွွားတွေကိုဆွဲဆောင်နိုင်တဲ့နေရာအခုတရာတွေကတစ်ခုပါဝင်လည်းဖြစ်ပါတယ်Blackpink အဖွဲ့ဝင် Rose ရဲ့ On the Ground MV ရဲ့အဓိကအရေးကြီးတဲ့ဇာတ်ဝင်ကအချို့ကိုလည်းဒီ Busan 8 the Sky မှာရိုက်ကူးခဲ့တာဖြစ်ပါတယ်။ MV ထွက်ပြီးတဲ့နောက်ပိုင်းမှာ Busan 8 the Sky ဟာကမ္ဘာတဝန်းက K-pop ဖန်တွေအတွက်မဖြစ်မနေလာရောက်လည်ပတ်ကြတဲ့နေရာတစ်ခုလည်းဖြစ်လာပါတယ်။ Rose ဖန်တွေဆိုရင်တော့ဒီအဆောက်အဦတွေကမြင်ကွင်းတွေကိုကြည့်ုံနဲ့တင် MV တွေကအခန်းတွေကိုမြင်အောင်လာမှသိကြပါတယ်။နောက်ပြီး MV ထဲမှာဝတ်ခဲ့တဲ့အဝတ်စားတွေကိုပြသထားပြီးတော့အချို့သောပစ္စည်းတွေကိုတော့ဝယ်ယူလို့ရမှာဖြစ်ပါတယ်။နောက်ထပ်ရင်သက်ရှူမောပွဲရာတစ်ခုကတော့အမြင့်ဆုံးတိုင်းတစ်ခုကြားမှာဆက်သွယ်ထားတဲ့မှန်တရားပဲဖြစ်ပါတယ်။ပင်လယ်ကမ်းခြေကိုအပေါ်စီးကနေဖျက်လျှောက်ရတဲ့ရင်ခုန်စရာ feeling ကိုခံစားလို့ရပြီးတော့ပင်လယ်ပြင်အလှကိုပါတခါတည်းခံစားလို့ရပါသေးတယ်ဒါကတော့အမှတ်တရစာသားလေးတွေရေးပြီးချိတ်ဆွဲထားတဲ့နေရာဖြစ်ပါတယ်မြန်မာစာနဲ့ရေးထားတာရှိမလားလို့ရှာကြည့်တာမတွေ့ခဲ့ပါဘူးတခုမှအဲ့ဒါနဲ့ကျွန်တော်တို့3ယောက်လဲတစ်ခု9000ဆိုတာနဲ့ဘတ်ဂျက်ချွေတာပြီး3ယောက်တစ်ခုတော့အမှတ်တရရေးပြီးချိတ်ထားခဲ့ပါသေးတယ်ဒါတွေပဲလားဆိုတော့မဟုတ်သေးပါဘူး69လောက်မှာရှိတဲ့ကဘာကျော် Starbucks coffee ဆိုင်မှာ coffee တောက်ရင်ပင်လယ်ပြင်ကိုအငေးတလိုင်းလေးနဲ့ဆွေးနေလို့ရပါသေးတယ်ဒါရင်ပဲလားဆိုတော့မဟုတ်သေးဘူးနေအောင်ကြုံမသွားနဲ့အောင်68လောက်ကိုတစ်ချက်လောက်တူစဉ်းကြည့်အောင်ဒီအလွာမှာအမိုက်စားပကြီးပြာကန်းတစ်ခုရှိသေးတယ်ဒီပကြီးပြာကန်းကို Sky Gallery ကောင်းကင်တဲ့ပကြီးပြာကန်းလို့ခေါ်ပြီးတော့ဒီပကြီးပြာကန်းဟာကိုရီးယားပြည်တွင်းနဲ့နိုင်ငံတကာကခေတ်ပြိုင်လူပညာရှင်တွေရဲ့လက်ရာတွေကိုခေတ်ချင်းပြသထားတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်ပကြီးကားတွေကတော့ 3D ပကြီးကားတွေဖြစ်ပြီးတော့မြင်ရတဲ့အတိုင်းအရန်ကိုမိုက်တဲ့ပကြီးကားတွေပဲဖြစ်ပါတယ်ကဲရှောက်ကြည့်ရလဲအားရသွားပြီဆိုတော့ဆူတောင်းစာလေးရေးပြီးတော့ပတ်စံရဲ့အချစ်ရဲ့ပျော်ရွှင်မှုမှာပျော်ရွှင်မှုစီဦးတည်ပြီးစုံစုံပြစ်လုပ်ခဲ့ပါတယ်မိတ်ဆွေတို့ဆိုရင်ရောဘာရွေးရမလဲဆိုတာကောမန့်လေးမှာဖြည့်ပေးသွားကြအောင်နော်